တရားမင်းနေရာပူနွေးသောအချင်းအရာကိုပြလာသဖြင့်တရားမင်းဒီအကြောင်းချင်းရာကိုစူးစမ်းသိဉ္ဇလာသည်တွင်သာမဏေငယ်၄ပါးတို့နတ်နှင့်စောစီသွားမှအစပြု၍တစုံတစ်ခုမျှမရရှိပဲခြာလောင်မှုသိချင်းပြင်းစွာနှိမ့်တဲ့သဖြင့်ပင်ပန်းနွမ်းနေသောအချင်းအရာကိုမြင်၍ထိုအရတုငါသည်သွားခြင်းကသိဟုကြံစည်ကြည့်လင်ဘုံနာအိုး၏အသွင်ဖြင့်ဘုံနာတို့ဝါဒစကားပြောကြရာတရားဝဲအမြတ်ဆုံးဖြစ်သောနေရာ၌ထိုင်လျက်ရှိပါသည်ထိုအရှင်ဘုံနာသည်ထိုအရတုရောက်သောအခါဤဓာနိမေဇာမဏိအတ္တဗနာဘဝိတ္တိယခုအခါ၌ကငါ၏အိရှင်မပုံနေမှသည်နှစ်လိုအာယံဝမ်းမြောက်ဝမ်းသာဖြစ်ရှာလိမ့်မည်ဟုဉာဏ်စီစဉ်းစားပြီးလင်ဘုံနာအိုးရောင်ဖန်ဆောင်လျက်ရှိသောတရားမင်းကိုပင်လင်ဧဟိအမကံကေဟံကမိတ်တာမှာကြွတော်မူပါကျွန်းတို့၏အိမ်ကိုသွားကြပါကုန်ဟုပင့်ဆောင်ခဲ့ပါသည်အိရှင်ဘုံနေမှသည်အဝေးကပင်လင်ဘုံနာအိုးအသွင်ဖန်ဆင်းသောတရားမင်းကိုမြင်လာ၍လုံသောနှစ်သက်အာယံဝမ်းမြောက်ဝမ်းသာဖြစ်ပြီးလင်နှုတ်စာခင်းထားရမည့်နေရာကိုတဏှာသည်ထပ်၍ခင်းပြီးလင်ဤတာရနေသည်သာ၏ဟိုအရှင်ဤနေရာ၌တိုင်တော်မူပါဟုဘာယံညွတ်ပြောင်းတောင်းပန်စကားလျောက်ထားပြောဆိုလာပါတော်လေဘုံနာအိုအသွင်ဖန်ဆင်း၍လာသောတရားမင်းသည်အိအတွင်းရှိရင်သောဖြစ်သောသာမဏေငယ်၄ပါးတို့ကိုငါးချက်သောတည်ခြင်းဖြင့်ယူသည်သွားရှိကိုကြည့်မှသာမဏေငယ်တို့ထိုင်နေရနေရ၏အစွန်အပမြေပြင်အရဝဲထိုင်လျက်ရှိပါသည်ထိုအချက်အရာကိုမြင်ရသောအိရှင်ဘုံနေမှသည်လေနှလုံးမသားမယားဖြစ်ပြီးလင်အဟောတေအာနိတော်ဗျာမနောဟိုဘုံနာတင်ဆောင်ရသောဘုံနာဒီကအမွဲရှိပါပြီသောဧတံပိတုမတကံကေဟတဝအာဂတောတိသင်ဤဖခင်မြအရွယ်ကြီးသောဤဘုံနာကြီးကိုသင်္ကားခေါ်ဆောင်၍လာခဲ့သည်ကမှန်ပြီတို့စေကံမူထိုဘုံနာဒီကအတနောနတုမတ္တိဝန္တံတော်ဝိသရတိမိမိဤမြည်အရွယ်မြရှိသောကလေးတငယ်လေးဦးတို့ကိုပင်ရှိခိုးလျက်လိလိကျက်သာနေတိုင်းပြီဤတကကေဤမိနာနိဂရထနံဘုဘုံနာဤဘုံနာကြီးဖြင့်အဘယ်ကျိုးရှိအနိထိုဘုံနာကိုငါတို့၏အိမ်မှပြင်ပသို့ဆွဲထုတ်တော်ဟုဘုံလေးမှပြောကြသောအခါအိရှင်ဘုံနာသည်ဘုံနာအိုအသွင်ပန်းစင်းသောတရားမင်းကိုလက်၌၎င်းပခုံး၌၎င်းနံပါ၌၎င်းဆွဲကင်ထုတ်ပါတော်လိနေရာမှထခြင်းကအလိုမရှိသည်ကိုမြင်လိုက်၍အိရှင်ဘုံနေမှကဧဟိဗျာမနတောဧကသမိဟထေကနအဟံဧကသမိဟထေကနိတမိဩဘုံနာလာပါလော့အသင်ဒီလက်တစ်ဖက်ကိုဆွဲပါငါဒီကလက်တစ်ဖက်ကိုဆွဲပါမည်ဟုနှစ်ဦးသားတိုင်းမင်းညီညွတ်ပြီးလင်တယောက်တစ်ဖက်စီလက်ကိုဆွဲ၍မိတို့အိမ်တကားပြင်းဝါတို့ဆွဲထုတ်သောအခါတရားမင်းသည်လေမိမိနေတိုင်းရင်နေရာမှာပင်လင်မိမိကတီးနေ၍ထိုဘုံနာဇနီးမောင်နှံတို့၏နောက်သို့မိမိ၏လက်တို့ကိုရည်လျာစွာလိုက်ပါစေခဲ့ပါသည်